啥嘞？没表家，这嘛是你，年底楼他家了表。လက်ဆောင်ချကြမရှိရင်လည်းစကားလေးပါလေးပြောကြပြီးကျမလည်းပြင်းလို့သေးရောဒီတော့ဘူးလုပ်နေရမယ်ချက်နာလေးအချမ်းနာဖြစ်အယူကျော်ဖြစ်ကြပြနာတော့ဒီတော့ဘူးလုပ်နဲတော့ဒီတော့နဲဒီပြနေတာအိုင်ရဲ့ဘိုးရဲ့ဘိုးလေးလာမှုပြဟဲ့လို့လာပါရှင်အမင်းပြောတာအမင်းနေတရားမှမရှိဘူးအဲ့ကြောင့်မန့်ကျင်တယ်လို့လားမန့်ကြပြောကျင်တယ်လို့လားပြောကြတော့အမင်းနေတရားမှမရှိတော့ကစ်မဲ့သူလည်းမရှိဘူးရှင်တို့စိတ်ကြိုက်ပြောလို့ရနော်ပြောဟုတ်တယ်ဒီနေ့ညနေမိုးအရမ်းရွာကျင်းလာရှိတဲ့ပေါ်ပါအားမဝင်တော့မဟုတ်တာပေါ့ကြီးရပေါ်ပါအားမဝင်တော့ဖြစ်နိုင်ဘူးပေါ်ပါမှာနောက်ညနေအေးလို့အဲ့ရတာစိတ်ချမ်းသာနေကောင်းတာပေါ့မိုးရချစ်သူဖြစ်ရသူဆိုအဆင်ပူပြေလေကြည့်နေရတယ်အမေအောက်ကြည့်ချစ်သူရှိရသူဆိုမိုးရပို့အဆင်ပြေအာရှယ်ချစ်သူမရှိရသူရသူအဲ့လိုမျိုးရေတင်အောင်ရေတွေဖြည့်အောင်မှမိုးရွာနေပြီအဝတ်တွေချောက်နေအဝတ်တွေစိုးနေရင်ရုံးအောင်ချစ်သူမရှိရသူတွေကပဲချစ်သူရှိရသူကခောက်တွဲပြုတ်လေးစားမလားကိုပါလေးစားမလဲအဲ့လိုမျိုးချစ်သူမရှိရသူကတော့မိုးရွာတဲ့အချိန်မှာအဝတ်ချောက်တာရုပ်နေရတယ်ဘာမှမဆိုင်မတော့အိတ်ချင်တာတော့စကားတွေကဘာပြောမှမပြောနဲ့အိတ်ပြီးတော့လိုက်ပြီးလွှင့်လို့ကောင်းတာဟုတ်ပါမျက်လုံးတော့ပြူသွားရင်အိတ်ပြီးပြရင်မနေ့ပြန်မလာတော့ဘူးကိုကတိကိုဒီတော့မနေ့ပြန်လာကြရင်ဘာပြီးနေပြောတာမနေ့ပြန်က9နာရီကျွဲတိုင်းစောင့်နေတယ်လားအိတ်ပြီးတော့လိုက်ခွင့်ကြည့်ခဏအိတ်ရရင်တော့အိတ်ပြီးတော့လိုက်ခွင့်ကြည့်ဒါကလေရေကုန်ကပါမိုးလေးလေးနဲ့ပြေးလိုက်ရအာနားလာမကွေးလိုက်ရအဝတ်ထောက်တိုင်းရုပ်နေနားလေအေးရင်းနဲ့လိုက်ခွင့်ကြည့်ကွာဘယ်အိတ်ရှိအေးရရှုံးသွားကောင်မလေးတွေနဲ့ကွေးရင်ပုံမိုက်တယ်ဟုတ်လားကောင်မလေးမရှိတော့မသိပါဘူးကောင်မလေးမရှိတော့အဲ့ခံစားချက်ကိုမသိဘူးအဲ့လိုမင်္ဂလာပါရေခုန်သွားတာပန်းရောင်ကားကြီးဖြတ်သွားကိုယ်ဝင်ပေးရလားဘာကြီးပေးရလဲအရင်အိတ်ရှင်လာတော့ဒီပါအမင်းလည်းမရှိဘူးဒီလားမှန်ကြ
ကြိုက်တဲ့လောက်မှန်းချက်နင်တို့ဘာမှမပြောငါလည်းမကြည့်ဘူးနင်တို့လည်းမှန်းကျင်တော့မှန်းငါလည်းလှုပ်ချင်တယ်လို့လုပ်တော့တေးတော့မအဲ့ချက်မအိတ်တော့အဲ့ရင်ချင်းတွေကပိုဆိုးတော့အဲ့လိုမဖြစ်တော့ရှင်တို့ပုံစံရှင်တို့အိတ်ဒီမှာအိတ်လို့မရတော့အဲ့ရင်ရှင်တို့ကပိုဆိုးသွားတယ်တဲ့လားစိတ်ညစ်တယ်တွေ့လားငါပြောတယ်အမီနီပြောင်းမှမရှိဘူးဝင်လာတော့မင်း100ဘူး3កောင်ကြီး100ဘူး5កောင်ကြီးလက်ဆောင်ပေးမဲ့သူတွေတော့မဟုတ်ငါပောက်ပြတ်ပြီလို့ပြောကြဟယ်လိုမင်္ဂလာပါစိတ်ကြိုက်စွာပြောနိုင်ပါတယ်ပုတ်ကိုကစ်လေးလည်းမကစ်ချင်ထားလိုက်လက်ညောင်းစာမဖတ်ဘူးဒီလိုမျိုးလေးမိတ်မျက်လုံးလေးမိတ်ဖြာဟယ်လိုမင်္ဂလာပါရှင်မျက်လုံးမျက်မမြင်တယောက်လိုမျိုးနေပေးမယ်နော်ဟယ်လိုမင်္ဂလာပါရှင်မျက်လုံးမြင်သွားရင်လေစိတ်ဆိုးရမှာဆိုလက်ဆောင်ကြီးတော့မပေးဘူးတော့အဲ့လိုမျိုးတော့ပြောတတ်ကြတာအရင်လက်ဆောင်လေးပေးလိုက်တော့ရှင်းတော့အကောင်ကြိုက်တော့မှာဆိုလို့အိပ်ပြီးနေသေးတယ်အိပ်ပြီးနေသေးတယ်နေတော့ဘူးလားနေတော့ဘူးလိုက်အိပ်ပြောသွားမှာအဲ့ဒါတော့ဖုန်းပြုတ်ကြမှာအဲ့ဒါမှန်ကြပါရှင်စိတ်ကြိုက်လွတ်လပ်စွာမှတ်နိုင်ပါလေဟယ်လိုမင်္ဂလာပါဟုတ်တယ်ဘွားကောင်လေးရမ်းရိုင်းနေတာလူမဟုတ်လို့လူမဟုတ်တော့ရိုင်းနေတယ်တိတယ်အားကြောင့်မလို့အမေလည်းမရှိရကိုကိုတိုင်းပဲထိုင်ကစ်ပေးလိုက်နေတိလားနော်ထိုင်ပြီးတော့တယောက်ချင်းစီကိုစီပြီးဘလော့ပေးပါမယ်ရှင်တန်းစီကိုနေရာကိုယူထားပါတယောက်ချင်းစီလာပြီးဘလော့ပေးပါမယ်ရှင်နင်တို့ကအရေးမရအဖတ်မရလေးတွေလောက်ရတော့ကြိုက်တဲ့သူတွေဆိုတော့လောက်ပြီးရမယ်နော်ကိုကြီးရလက်ဆောင်တော့မချပေးနိုင်အာချောင်းတဲ့နေရာမှာတော့ဖြစ်ရတယ်အဲ့လိုမင်္ဂလာပါကိုကြီးဘေးပြောက်ညာတော့ဆိုင်ကယ်ကြီးတစ်စီးပုံတင်ကိုကြီးဘေးပြောက်ညာလည်းပြောအပေါ်မှာကိုကြီးရဘာကောင်းနေလဲမသိဘူးတော်ကုန်းတော့ယူဝင်လာပြီးအာရုံဝင်ချောင်းတော့ခုနတယောက်လေးတွေကအေးအေးဆေးဆေးလေးနင့်တော့မပေးနေဘူးလေအေးမော်မပေးနဲ့ပေါ့ငါလည်းနင်တို့လိုအကောင်နဲ့စကားပြောရတာလေတိလားဟိုတနလို့ရုပ်ရည်ပြက်လို့တိလားစကားပြောရလေဟုတ်တယ်ကိုကြည့်တော့စိတ်နှောင်းမထည့်နိုင်ဘူးအားချောင်းနေတယ်
စိန်အောင်မြင်ဘူးလားမသိစိန်အောင်မပေးနိုင်မင်းလည်းဟိုပောက်ပြရည်လာပြီးအားချောင်းပြီးပြောလို့ဘယ်လိုကောင်းနေမှလည်းမသိစိတ်ပြက်စရာကိုတကယ်ချစ်တော့ပြီးတဲ့သူတွေကကြတော့သိရမလားအဲ့လိုမျိုးသူတို့လိုမျိုးတော့မဟုတ်ဘူးကောင်းကောင်းမွန်မွန်တော့ပြီးတော့ပြောတော့မပြောတော့ဘူးမသိတယ်လို့နေတိုင်းနှလုံးလေးမိတ်ထားဟယ်လိုမင်္ဂလာပါရှင်ကိုကြီးမင်္ဂလာပါဟုတ်တယ်ကြည့်ရင်လည်းအေးစစ်စစ်ကြည့်လို့ဘာလဲဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုဟေးရနန်းနန်းလေဟယ်လိုမင်္ဂလာပါရှင်အောက်ထုတ်ကြီးစောင်းတာလားအကောင့်လည်းမတွေ့ရဘူးဖော်လို့လည်းလုပ်လို့မရဘူးကိုကြီးဟေးနန်းနန်းခေါ်ပြီးတော့ကိုညီမလေးကိုပြစ်ထားရဖမ်းဖြစ်တယ်လေဟုတ်လားနန်းကိုကြီးပြဖမ်းဖြစ်မှမတွေ့ဘူးကိုကြီးအဲ့ဒါကြီးဆိုတော့ဘယ်သူမှဖြစ်နေမှတော့မသိဘူးလေကိုကြီးကောက်ကိုလည်းမတွေ့ရဘူးကောက်နေတယ်လည်းမတွေ့ရဘူးကိုကြီးကောက်ကဘယ်ဥစားလဲဟယ်လိုမင်္ဂလာပါကိုကြီးကျေးဇူးပါကိုကြီးရှင်ကျေးဇူးပါကိုကြီးဟယ်လိုမင်္ဂလာပါရှင်ကရင်တူလာညီမလေးကြားဟုတ်ပါရဲ့ရှင်ကရင်လူမျိုးလေးပါရှင်ဟယ်လိုမင်္ဂလာပါမင်္ဂလာပါရှင်嗨မင်္ဂလာပါရှင်မလေးတဲ့အိတ်တော့မဲတဲ့အကုန်အိတ်ကြတော့တဲ့အမလားမြန်မာလေးတင်ယောက်ျားလေးတင်နေရအမလားယောက်ျားလေးတင်နေရရောဆိုင်ကပုံတင်လာဟယ်လိုဘိုင်းကြီးညာတော့ကိုကြီးမင်းနေရောငါပြောဟယ်လိုမင်္ဂလာပါရှင်နည်းနည်းအိတ်တော့လို့ပြောတာအော်အဲ့ဒါကိုကြီးအကောင့်လားအိတ်ပြီးနန်းကြီးဟုတ်ကဲ့ကိုကြီးနောက်နေ့မှတွေ့မယ်နော်တက်တာနန်းကိုပွဲဆိုလိုက်နေတယ်လွတ်လာရဲ့ကိုကြီးမဟုတ်ဘူးလေအော်မသိဘူးကိုကြီးလားကိုကြီးကိုညီမလေးကိုဘေးလေးပါလေးချပေးအောင်စိတ်လေးပါနည်းနည်းလေးလိုနေလို့မိရဲ့ agency ကပြောရင်နောက်ထပ်တဲ့ဟောစားပါလို့1400လား1400လောက်ရှာလိုက်အောင်နဲ့1400မလားအကုန်လုံးမှာမငြင်းမလို့တော့ဘယ်မှာတော့ရှာအောင်ည foreigner တယောက်က share အမ်းသွားတာလို့အများကြီးပဲအမှသူလုပ်လိုက်တာအများကြီးပဲအစား3 star ပဲရှိ3 star ကိုညသူက share အမ်းသွားလိုက်တော့မှအများကြီးဖြစ်သွားအဲ့တယောက်ကစကားပြောလို့အဆင်မပြေ
ပြီးတော့သူကဒီညလာအမ်းမှာမို့တော့အဲ့လိုဖြစ်နေကိုကြီးစကားပြောတာအဆင်မပြေဘူးကိုကြီးရယ်သူဘာပြောမှလည်းမသိဘူးစိတ်တွေဆိုးပြီးသူနဲ့ဘာမှပြောချင်ဘူးကဲကြီးလားဗီဒီယိုဖိုင်လေးရိုက်တော့မှရှိသေးတယ်ကိုကြီးရောဒီမှာအရန်လာလို့ဗီဒီယိုဖိုင်လေးရိုက်တော့မှရှိသေးတယ်ပြီးသွားပြီလို့အတစ်တုံးလေးရှိသေးတယ်ကို9နာရီခွဲဆိုနဲ့ live လုပ်ပါရဲ့ရှင်9ခွဲဆိုလာလို့ရပါဘူးနော်9နာရီခွဲကနေည7နာရီထိ live လုပ်ပါရဲ့ရှင်တနေ့ကောကနဲ့တင်တန်းတော့ live လုပ်အားလို့ပါကိုကြီးနန်းအမင်းခဏပေးထားမယ်ရလားနန်းအမင်းခဏပေးထားရမလားမဖြစ်မဲ့ဘူးရှိဘူးနန်းကိုပြပေးရောဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါဟုတ်တယ်သူ့ကိုပေးရကြတယ်ဘာဟုတ်ရှင်ဘိုင်းဟယ်လိုမင်္ဂလာပါရှင်3 star တော့မှညပြည့်ကရှိဟုတ်တယ်3 star ပြည့်ပြီး1ရက်2ရက်လောက်ပဲရှိသေးအဲ့ဒါကိုညရုပ်တရက်ကြီးကအဲ့လို foreigner တယောက်ကလာပြီးတော့ဒီလားဘေးနေ share ချပါအများကြီးပဲသူလည်းချပြီးကိုကပြောလို့ကြည့်အဲ့လို blog တွေပါတော့ဗီဒီယိုတွေပါတော့မှသူချနေတဲ့အချိန်မှာရိုက်လိုက်ပြီးပြေးသွားလေးဒီလားပြီးလဲပြီးတော့ဒီနေ့စကားလေးပြောကြည့်အောင်လုံးဝအဆင်မပြေဘူးည9နာရီကနေပြီးည12နာရီခွဲထိလွှင့်နေ7ခွဲအိတ်တယ်တဏီကုံတော့လမ်းကမိုင်းမလွှင့်ဘူးအဲ့လိုလေဆိုမနေ့ကျရင်တင်းတန်းသွားရတယ်တင်းတန်းပြီးအိမ်စာရလောက်ရသေးတယ်မနေ့9နာရီကနေပြီးတော့ညနေ4နာရီကျတင်းတန်းသွားဆိုတော့အားကြောင့်ည9နာရီကနေပြီးတော့7ခွဲထိပဲလွှင့်တာတဏီကုံမိုင်းမလွှင့်ဘူးOh baby, sing it out, but I won't be ဝါးဘာဝါးနေရလဲပြောဝါးနေမှအောင်လုပ်ပေးလိုက်ဟုတ်တယ်အဲ့လိုမျိုးဘယ်လိုလဲည7နာရီကနေပြီးတခါလေည7နာရီတခါလေထိုင်အမျိုးလို့အဲ့လို9နာရီခွဲရနေပြီးတော့တခါကျ9နာရီခွဲလွှင့်တယ်9နာရီနဲ့9ခွဲအဲ့နှစ်ခုတွေကတစ်ခုပဲလွှင့်လာတော့9ခွဲကနေည7ခွဲ7ခွဲတခါလေထိုင်ထားလိုက်တာလို့တဏီကုံတော့လုံးဝမထိုင်အဲ့လိုချစ်တယ်မမကိုဝယ်ကျေးဇူးပါရှင်ချစ်တယ်ဆိုရေကူးပြချစ်တယ်ဆိုရင်ရေကူးပြညဆိုရင်လေအဲ့ဖော်ရပေးတဲ့ဟာဆိုနန်းဒီ live လွှင့်တာဒီနေ့နဲ့ဆိုရင်16ရက်ရှိတော့ဘူးဒါပေမဲ့ဒီတစ်ခါမှမရဘူးကွာသူပေးတဲ့ဥစ္စာကြီးကလေပါကိုလာနန်းတဲ့ emoji လေးတွေသိရမလားပြီးနေပန်းအောင်ကြိုက်တယ်လို့ပြောတော့ပန်းအောင်ရဲတိုက်ကြီးတစ်ခုတည်းကိုနန်းအောင်ခေါ်သွားအိုးရမ်းမိုက်
ဘာရှိနေရလဲပန်းအောင်ရဲတိုက်ကြီးတွေကိုပေါ်လာတာအိုးအရမ်းမိုက်တယ်တဲ့ကြိုက်တယ်ကျေးဇူးပါကျေးဇူးအများကြီးဒီမှာစားကြည့်လိုက်တာပေါ့မလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အဲ့လိုမျိုးပါရှင်ကျေးဇူးပါလုတ်သိမ်းသွားပြီလားပုံမှန်ဆိုရင်ည10နာရီထိုးဆိုအိတ်တဲ့ကောင်မလေးကဘင်ကိုလိုက်လေတွေ့ရော12နာရီခွဲ12နာရီဖြစ်ကုန်တိမ့်ပြီရမလေးခုမှအလုတ်သိမ်းတာလားဟယ်လိုမင်္ဂလာပါရှင်ကျေးဇူးပါ谢谢啊，你စိန်ပုံပေါက်လိုက်တော့ဟယ်လိုမင်္ဂလာပါရှင်ကျေးဇူးတင်ပါတယ်ရှင်ဘုရားကျေးဇူးအများကြီးတင်ပါတယ်လိုက်မှာလေအသက်ဘယ်လောက်လဲမီးလို့20ပါရှင်လို့လည်းပြောပြီးပြီအဲ့ဒါကိုလေခဏခဏဘာလုပ်တာလဲမသိချက်ပေါက်မှာဒီလာမီးနဲ့အသက်ဘယ်လောက်လဲတက်ပဲဘောလို့လက်ခံပေးပါလားဟုတ်ကဲ့ပါရှင်လက်ခံပေးလိုက်ပါပြီနော်ဒီအသက်ပဲလာမီးနေလာချစ်ဗီဒီယိုရိုက်မျိုးပါလို့ပြီးသွားပြီဒီမှာရိုက်တော့မရှိဘူးပြန်ပြီးအချင်းလို့ပါဆိုကျေးဇူးအများကြီးတင်ပါတယ်နော်နန်းအမြဲတမ်း live လွှင့်ပြီးဆိုသူကအမြဲတမ်းလာပြီးလက်ဆောင်လေးပေးတယ်live လွှင့်တဲ့အချိန်မှာအမြဲတမ်းလာပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကုန်ပြီရတယ်အားဖြစ်ဘူးနော်ရပါတယ်ဘိုင်းတွင်းတဲ့အချိန်မှာအမြဲတမ်းလာပေးရနေပဲကျေးဇူးတင်နေပြီနော်ကြားလာဘိုင်းတွင်းတဲ့အချိန်မှာအမြဲတမ်းလာပေးရနေပြီကျေးဇူးတင်ပါပြီရှင်ဘယ်သူမှမရှိတော့ဘူးတဲ့ဟောမဟုတ်ဘူးအင်ကြီးကတက်လို့မရဘူးပြီးရင်ဒီလိုလုံးပြန်ပြီးအဲ့လိုဘို့ဆိုအဲ့လိုပြန်ပြုတ်တာလို့
တက်လို့မရတာတက်လို့မရတာဒီလိုမျိုးလုပ်တာကအဲ့လိုတင်းလိုက်ပြီဆိုပြီးပြီးဆိုအကုန်ဖတ်သွားတယ်မရဘူးကြက်နေလို့ဒီမှာကြက်နေတာဒီနားမှာကြက်နေတာမရဘူးဒီတဲ့ဥဒိုနေလေးအားမကြိုင်လုံးလုံးစုံစုံလေးဝက်လာမယ်ကွယ်ဟုတ်ပြီဟယ်လိုပါရှင်အားမကြိုင်လုံးလုံးစုံစုံလေးဝက်လာမယ်လို့Specie cavaloscio, ma c'è mi sei già ora alme. Hello, မင်္ဂလာပါရှင်။ရှားလိုက်တာဒီပြန်ခါအောင်ပါလားထိ။ Hello မင်္ဂလာပါရှင်။ဟယ်လိုမင်္ဂလာပါ12နာရီခွဲရင် line ဆင်းတော့မယ်နော်12နာရီခွဲရင် line ဆင်းတော့မယ်ရှင်ဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုမင်္ဂလာပါဘယ်ရောက်ကောင်လို့ပေါ့ကျမရဲ့ admin တွေကတရားမှမရှိတော့ဘူးကျမကိုယ်တိုင်ကစ်နေရတယ်ရှင်လို့တိတာရှင်လို့တိတာကိုယ်တိုင်မကစ်ချင်ဘူးပါဆိုမှကောက်နေတော့လည်းမရမ်းစိတ်ပြတ်ဖို့ကောင်းတယ်